ဒီနေ့ကတော့အခောက်ကင်လာစားတာအခောက်ကင်ပြဒီဆိုင်မှာပေါက်စီကိုသားပေါင်းတွေရိုက်ဒါပေမဲ့လောလောဆယ်မှာဒီအိုးကြီးနှစ်အိုးကိုစိတ်ဝင်စားပြီးတော့ဒီနောက်ကခောက်ကင်အတုံးကြီးကိုစိတ်ဝင်စားတာစားကြပါအောင်ရှင်ဒီနေ့တော့အခောက်ကင်လေးထည့်ပြီးစားမယ်စားကြပါအောင်ရှင်အခောက်ကင်ပေါက်စီလိုက်တာကင်မီဝိုက်လားဟလားဒါလေးကတော့ရပြီလားဩဟုတ်ဒါကြတော့သူအထက်မှာအရသာနှပ်ပြီးသားပေါ့ဒီမှာလေရတာနဲ့ပြန်ငါတို့ရတာဝင်အောင်သူနှစ်နာရီလောက်သူနှစ်နာရီဩရတာဝင်အောင်ချင်တာဒီပေါ့နှစ်နာရီလောက်ဒီပေါ့ကင်တာပေါ့ဒါကြီးဆိုဘယ်လောက်ရှိလဲအလေးချိန်ဒီတစ်ချောင်း20လားကျော်လာတယ်ဟာတိတ်ငါဒီလိုဝါချင်းငါဒီလိုပဲဒီဘက်မှာလည်းဒါရွက်ကင်ထားတာဒါကင်ထားလို့ရှင်းရအောင်ပြန်ကျင်းနဲ့အောင်စားကျင်လာရင်ကဲဒီမှာတော့ရတာတွေမေဘီဝါကြီးအခောက်ကင်ရုပ်လေအချောင်းလိုက်ရုပ်အားရပါရကြိုက်စားကျင်တာဒါနှစ်အိုးပေါ့နော်ပြန်ကင်တာဒါညီမလေးအကင်ကဘယ်နှစ်နာရီလောက်ဆိုရပြီလဲရုပ်စာ9နာရီလောက်ဆိုရမနေ့ကစားရမနေ့က3နာရီ4နာရီ4နာရီပဲဖတ်ပြီးတိုးပြီးတိုးကင်နေရပေါ့ဟုတ်ဟုတ်ပါလားတက်ပြီးသွားမိုက်တယ်စားကျင်စရာကြီးလင်းခုနကအခောက်ကင်လေးပြတဲ့နေရာကျတော့ तू ကအားကြတော့ဆိုင်တက်အဲ့တော့အဲ့ဘက်ကဆိုင်လေးကနည်းနည်းလေးကျင်းတယ်ပြီးလို့ရှိရင်ဝိုင်းလဲနဲတယ်ပေါ့နော်အဲ့အတွက်လင်းကဟိုဘက်ကနေပြီးဒီဆိုင်နှစ်ကိုကူးလာတာအဲ့တော့ဆိုင်တက်ကကျတော့နဝဒေးလမ်းမှာရှိတာဆိုင်နှစ်ကကျတော့လင်းတို့ဒါဥဝိဇာရလမ်းနဲ့လည်းနေတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုင်နှစ်မှာတော့လင်းကလာစားတာဒီမှာကျတော့ तू ခောက်ဆွဲနဲ့ပတ်သက်တဲ့မီနူတွေပါဒီဆိုင်မှာရတယ်အဲ့တော့သွားစားမယ်လိုက်ခဲ့အောင်ဒီမှာပေါက်စီဆိုရင် तू ကြက်ဝက်ပဲပေါ့နော်ပဲဆိုရင်ပဲအမဲပေါက်စီဆိုလဲကိုကျန်းတက်တာရွေးချလို့ရတယ်အသားပေါင်းရှိတယ်ပြီးလို့ရှိရင်ဝက်ကောင်နှင်းတုပ်တို့ဘာလို့လဲရှိတယ်ဒီဘက်မှာတော့နင်းတို့ခုနကကြိုက်တယ်လေအခောက်ကင်စားချင်လို့နာမည်တော့မလဲအခောက်ကင်ကိုသူဒီလိုမျိုးပေါ့အဲ့မှာသူအခောက်ကင်ဆိုရင်30သားကို12000ကျပ်အဲ့တော့လင်းကတော့ဒီလင်းလို့ခြင်းနဲ့ပေါ့နော်အခောက်ကင်အရွယ်စားပေါ့ကြိုက်တဲ့အတုံးယူလိုက်မယ်ချိန်ခိုင်းကြည့်မယ်ချိန်ခိုင်းပြီးတော့မှလင်းအဲ့အချောင်းလိုက်ကြည့်စားမှာအဲ့တော့ကိုကြိုက်တဲ့အရွယ်စားကိုကြည့်ပြီးတော့ချိန်ခိုင်းလို့ရတယ်ချိန်ခိုင်းလို့ရှိရင်အရွယ်ရှိသလောက်ပေါ့နော်ရှိသလောက်ဒါယူလို့ရတယ်ဘာယူလို့ရမှန်းတော့မသိဘူးတော့โอเคဒါလေးစားမယ်မလေးဒါလေးချိန်လေးကြည့်ပါလားဟုတ်25ကျပ်သားโอเคအဲ့ဆိုလို့ရှိရင်ဒါဆိုရင်25ကျပ်သားရှိတယ်25ကျပ်သားဆိုလို့ရှိရင်ဒါကတော့ဟိုအခောက်ကင်ကြိုက်တယ်ဆိုရင်ပေါ့နော်အခောက်ကင်ပဲလင်းတို့စားလို့ရတယ်လို့နောက်ပြီးဒီမှာမန်ထိုးမှာထားတယ်မန်ထိုးတဲ့ကိုလင်းအဲ့ခောက်ကင်လေးထည့်ပြီးတော့စားမယ်ဒီနေ့စားမှာတော့ဒါလေးပဲဖြစ်ပါရဲ့ရှင်ဝေးနေရပဲဒါဖတ်ထုတ်ပြုတ်အဲ့တော့ဖတ်ထုတ်ပြုတ်လေးကိုအရင်စားကျင်သွားပြီမကျုံစီချက်နံလေးတင်းတင်းလေးနဲ့စားကြပါအောင်ကောင်းတာချိုးပြီးတော့ဝေးနေနေကိုစားကျင်စရာလေးဖြစ်တာထက်ကြည့်ရနော်စားကြပါအောင်ရှင်ဒါလေးကတပွဲကို900မှဒီမှာပါတဲ့ပိုးရှင်းရလဲများတယ်စားရတာတော်တော်လေးကောင်းတားပေါင်းမှအကိတ်ဆိုင်ကြီးပဲဒီမှာတော့ဒီမှာပေါ့နော်သူ့ရဲ့ပေါင်ဝဲမှုကအထက်မှာအသားတွေအဲ့ဒါမှဝင်းနေရပဲအဲ့ဒါမှလင်းတော့အချင်းလေးတွေနဲ့ထည့်စားရရပါတော့ဒီမှာဆိုရင်ငရုတ်စီကြော်လေးရှိတယ်ဒါလေးနဲ့ထည့်ပြီးတော့စားဟိုအဆက်လေးစားကြရင်တော့ငရုတ်စီကြော်လေးထည့်ပြီးစားပေါ့နော်စားကြပါအောင်ရှင်ဒီမီနူးကိုအရန်စားကြင်လို့ဒီဆိုင်လေးကိုရွေးချယ်ပြတာကြည့်လိုက်အောင်လုံးဝစားကြင်စရာလေးအခောက်အသားလုံးဝမျှတာအစီးပဲလည်းမဟုတ်နော်မရှယ်ဒါရုပ်လေအဲ့လိုအတုံးလိုက်ကြီးကြိုက်ချင်တာပေါ့နော်ရှယ်လုံးဝမကြီး sauce လေးနဲ့ပေါ့နော်စားကြပါအောင်ရှင်အခောက်ကလေမမကြီးဖြစ်နေတယ်လေမမလေးမြောက်လေအတန်လေးနဲ့ဆောင်ပြီးကျွတ်နဲ့စားလို့ကောင်းတယ်ပြီးတော့အထက်ကစားကြအောင်ဣနာလေမမအောင်ဘောမရှာဟိုပေါက်စီကိုကြက်ဝက်မဟုတ်ဘဲနဲ့အခောက်ကင်နဲ့စားခြင်းနဲ့ဆိုလဲဒီလိုမန်ထိုးမှာပြီးတော့အခောက်ကင်နဲ့တွဲပြီးစားလို့ရတယ်ဒီနေ့တော့အခောက်ကင်လေးထည့်ပြီးစားမယ်ဒီအခောက်ကင်ရဲ့ကင်ထားမှုကလေတော်တော်လေးကိုမိုက်တာမာမနေပဲနဲ့ကိုလေတကယ်ရှယ်ကဲရပါပြီစားကြပါအောင်ရှင်
ခောက်ကင်ပေါက်စီပေါက်စီကတော်တော်ကြီးကောင်းတယ်ပြင်းညာပဲတော်ဆက်ဒါဒီဇိုင်းရဲ့ဝက်ကောင်ညင်းတော့ဒါဆိုရင်ဈေးလေးက2500ပဲရှိတယ်ဒီလိုနင်တို့ပုံမှန်ဝက်ကောင်ညင်းဆိုလို့ရှိရင်လေဒီလိုအဖြူလေးမဟုတ်ခဲနဲ့ဒါဒီမှာလင်းအထက်လေးပြမယ်နော်အထက်မှာဝက်သားပါတာဒီမှာဒီလိုမျိုးတော့ဒါဆိုလို့ရှိရင်ဒီတိုင်းလေးစားလို့ရတယ်လေတို့အဆက်စားချင်တယ်ဆိုလို့ရှိရင်တော့ sauce အနေနဲ့ဆိုရင်ဒီဘက်ကငရုတ်စီနဲ့ sauce နဲ့အဲ့လိုတွဲပြီးလဲစားလို့ရတယ်ဒီတိုင်းလေးမြည်ကြည့်လိုက်မယ်အောင်မြင်မရလေအေးလေးဦးမသူ့ရဲ့အနံ့လေးကတင်းတင်းလေးနဲ့ကောင်းတယ်ဒီထဲမှာဝါသားကြီးပါတာဒီတစ်လောက်ကိုတော့ငရုတ်စီကြော်လေးရယ် sauce လေးရယ်နဲ့စားကြည့်ပါမယ်စားကြအောင်တယောက်တည်းစားရတယ်အားအောင်လာလိုက်ဒီဆိုင်မှာဖတ်ထုတ်ကြော်ရတယ်သူ့ရဲ့ဖတ်ထုတ်ကြော်ကလေအရွယ်စားကလည်းကြီးတယ်ဒီမှာညောဟုတ်ညာပဲဒီ sauce ကလေးမှာနော်သူ sauce ကတော့ဂျင်းနေနဲ့နာမည်လေးရသူ့ရဲ့ sauce ကလေအီးပြေးတာဒါကဝက်လက်စုပ်ပြုတ်ဒါဝက်လက်စုပ်ပြုတ်တေးချာလေးပေါင်းထားတာလာကြည့်လားကြည့်လာကြည့်ဟင်းညာပဲသူကအရသာကအချို့ရဲ့ချင်ဆက်ကရတယ်ပေါ့နော်လင်းကတော့ချင်ဆက်ကလေးမှာတောက်ပါတယ်အေးဒီအောင်လို့မှန်လေအကြီးပဲမကြုံရှဲသူကဒီတပွဲမှာဆိုရင်ဒီလိုဝက်လက်နှစ်ခုပါတယ်ပေါ့နော်ပေါင်းထားတာလေမကြုံနူးအိနေမဲ့ပုံစံလေးရှဲသူကလေချင်ဆက်ဆိုပေမဲ့အချင်ရတာလည်းနည်းနည်းလေးအဆက်ရတာလည်းနည်းနည်းလေးငရုတ်သီးစိမ်းအနံ့လေးပါတယ်ဆိုတော့ငါပဲဘယ်လိုမျိုးချင်ဆက်ဆိုပြီးတော့လေအရေးတောက်လိုက်တာနဲ့ချင်ပြီးဟိုဆက်သွားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လေအရသာနည်းနည်းလေးပဲထည့်ထားတာအဲ့တော့ကိုကအရင်အချိုမစားချင်ဆိုမှချင်ဆက်စားရင်တော့မှအဆင်ပြေတယ်လုံးဝနိုးအိမ်ညာပဲတော့ကောင်းအဲ့ဒီပြောရပဲအဲ့တော့ဒီဝက်လက်ဟင်းရဲ့ဈေးလေးကတပွဲကို12000ကျပ်နင်တို့အရသာအချိုရှိရယ်ချင်ဆက်ရှိတယ်ချင်ဆက်ဆိုမှလည်းအရင်အရသာပြည့်နေပါမသွားဘူးအဲ့တော့အဆင်ပြေတယ်ဒါကတီးစုံတတိထဲမှာကြတော့တီးစုံပေါင်းကြတော့လေးမစားပြောင်းကိုခါကျွေးနေမဟုတ်သေးရင်ဒီမှာမှုပါမယ်ပြင်ဝက်ကြောင်လေးခောက်ကင်ပေါ့နော်အခောက်ကင်လေးကိုမင်းပါသူကဒီမှာအခောက်ကင်နဲ့အခောက်ကင်ထမင်းမောင်လေးစားကြပါအောင်ရှင်သူကလေအရသာချိုချိုလေးဝါရတဲ့ခါမှာအဲ့တော့ကိုကအချိုကြိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးအဆင်ပြေတယ်တော့ကိုရင်လည်းမဟုတ်ဘဲနဲ့ဒီလိုပုံစံလေးတကယ်လို့အဆက်စားကြရင်တော့ဒီလိုငရုတ်သီးစိမ်းတောင်းလေးပြပါတယ်အဲ့လေးနဲ့ရောစားကြည့်မယ်ဒီမျိုးငရုတ်သီးစိမ်းတောင်းနဲ့တွဲစားတော်တော်လေးကောင်းတယ်လင်းကြိုက်ဆိုရင်တော့ဒီလိုအချိုရရလိုက်တဲ့ငရုတ်သီးစိမ်းကြော်လေးနဲ့ငရုတ်သီးစိမ်းတောင်းလေးနဲ့တွဲစားရတာကိုလင်းပို့ကြိုက်တယ်အဲ့ဒီလဲပြည့်တယ်တော်တော်လေးကောင်းတယ်အဲ့မှာတော့လေစက်သွန်ပြူလေးပါထည့်ပြီးတော့ချောင်းထားဆိုတော့စက်သွန်ပြူနဲ့မှုန့်မှုန့်လေးနဲ့တော်တော်လေးစားလို့ဆင်ပြေတယ်အဲ့တော့သူ့ရဲ့ဈေးနှုန်းလေးကကြတော့တပွဲကို1000ကျပ်တကယ်လို့လေလင်းတို့ကအခောက်ကင်နဲ့မစားချင်ဘူးအခောက်ကင်လေးနဲ့ထမင်းလေးနဲ့အဲ့လိုရိုးရိုးချင်းချင်းလေးစားချင်တယ်ဆိုရင်တော့ဒီမီနူးလေးကိုမှာဒါကြတော့အခောက်ကင်ထမင်းဒီလိုရိုးရိုးချင်းချင်းလေးအဲ့ဒါအောင်မှလင်းတို့ဒါ sauce နဲ့ပေါ့နော် sauce ကကြတော့မကြီးကျင် sauce လေးနဲ့တွဲပြီးတော့စားရတာဒါလေးဆိုရင်တပွဲကို1000ဒီဟာလေးဒီကပေါက်စီရဲ့အသားလေးကလေလုံးဝနုံနုံအေးလေးစက်ကူဆိုရင်ဒီလိုပါပါလေးခံထားတာဒီလိုပါပါလေးမှာပါပါလေးဒီမှာလင်းအောင်ဥစားဝတ်သားပေါက်စီပေါ့ထည့်ရပြမယ်ဒီလိုမျိုးလေးဝါထဲမှာအစားတော်တော်ထည့်ပေးထားတာစားကြပါအောင်ဒီမှာလေပြီးတော့ဒါဆိုလို့ရှိရင်လည်းခုနလင်းစားတဲ့မရုပ်စီကြော်လေးထည့်ပြီးတော့လည်းစားလို့ရတယ်အချင်းလေးနဲ့တွဲပြီးတော့သူဆိုလို့ရှိရင်လည်းဈေးနှုန်းကတစ်လုံး2500ဒ
ဒါလေးကတော့အချိုပွဲလေးအချိုပွဲဆိုရင်လည်း तू ကဒိန်ဂျင်ရဲ့ငချိတ်ကေဦးမှာဒီဘောကတရက်သီးဖြစ်နေတရက်သီးနဲ့လုပ်ထားပါနော်စိတ်နှလုံးတရက်သီးကောင်းတာတော်တော်လေးမိုက်တယ်နည်းနည်းလေးစားကြည့်တာနဲ့ဒါဆိုလင်းတစ်ခါမစားဘူးဒိန်ဂျင်ဆိုရင်လင်းတို့တခြားအသီးနဲ့ဒိန်ဂျင်နဲ့ပဲဖြော်ရည်ဖြစ်တောက်ဘူးလေပေါ့နော်ဒီလိုမျိုးငချိတ်နဲ့တစ်ခါမှတွဲမစားဘူးမကြုံစားနေစရာလေးစားကြပါဦးကောင်းတာတရသည်အနက်လေးမှုေးနေပဲဒီဆိုင်လေးကလင်းတို့အသားပေါင်းတို့ပေါက်စီတို့မှကောင်းကောင်းလေးလဲစားကြတယ်ဒီလိုမျိုးအခောက်တင်ပေါ့နော်ဒါဆိုလို့ရှင်လေလုံးဝမှ share အကောင်းကောင်းစားကြတယ်ဆိုလို့ရှင်တော့ဒီဆိုင်လေးကိုလင်းလုံးဝ recommend ပေးရနောက်ပြီးတော့ဒီမှာကလေဒီခောက်ဆွနဲ့ပတ်သက်တာရတယ်ဖတ်ထုတ်ပြုတ်ဖတ်ထုတ်ကြော်တဲ့အပြင်လင်းခုစားရဲပေါ့နော်တရုတ်ထမင်းပေါင်းတို့အခောက်ကင်ထမင်းတို့တော်တော်လေးကိုစုံစုံလင်းရတယ်ဈေးနှုန်းလေးလည်းအဆင်ပြေတယ်။နောက်ဆိုင်ရဲ့တန်ရှင်းတက်ရမှုကလည်းလုံးဝပြောစရာမလိုဘူး။တော်တော်လေးမိုက်တယ်။ service လည်းကောင်းတယ်။အဲ့တော့ဆိုင်နာမည်လေးကကြတော့ရွှေပီတီပေါ့။ရွှေပီတီကိုမှလင်းစားရဲ့ဆိုင်ကကြတော့ရွှေပီတီနှစ်ရွှေပီတီတစ်ကကြတော့လင်းတို့နဝဒေးလမ်းပေါ့နော်ဒဂုံမြို့နယ်မှာရှိတာပါ။အခုလင်းစားတဲ့ရွှေပီတီနှစ်ကြတော့အမှတ်30ဒဂုံပန်းချံပေါ့နော်ဒဂုံပန်းချံဥဝိဇာရလမ်းမှာပေါ့အိုလံပစ်ဟိုတယ်ရှိမှရှိတာပါရှင်။ဆိုင်လေးကမနက်9နာရီဆိုရင်စပြီးတော့ဖွင့်ပြီးည7နာရီထိ။လင်းကဒီနေ့တော်တော်စားဘိုက်တင်းသွားပြီ။အဲ့မဲ့ဒါလေးလည်းအစားပိတ်မှာတော်တော်လေးအဆင်ပြေ။ဒါဖြစ်လင်းရဲ့ဗီဒီယိုလေးကိုချိန်ပေးပြီးတော့အဆုံးထိကြည့်ပြီးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဘလော့ဒီမှာကြံရပြကြပါမယ်ရှင်တတာ။